ခုကတော့ရွှေရိုးဒီခုစာတန်းထိုးရတဲ့နေရာလေးပေါ့နော်စန်တီယာဘာညာပေါ့နော်ပြင်သစ်လို့ဖတ်ရတဲ့အတွက်ကြောင့်မို့လို့ရွှေမဖတ်တတ်ပါဘူးအဲ့ဒီနေရာလေးကိုရွှေရိုးမိသားစုလိုက်တခြားမိတ်ဆွေတွေနဲ့တွားနေကြတာဖြစ်ပါတယ်ဒါလမ်းမှာတချို့အပင်လေးတွေကပေါ့နော်ဒီဆောင်းရည်မရောက်ခင်မှာလာတဲ့တွေ့ရိုက်ထားတာပါဒါကတော့ကျွန်တော်ရိုက်ပြတဲ့အချိန်မှာတတိယအချိန်မြောင်ပြုံးပြခြင်းပေါ့နော်ပထမနှစ်ခေါက်ကမှပြုံးပြမိလို့ခုမှတေချာပြုံးပြခဲ့တာပေါ့ဒါလေးကတော့လမ်းမမြင်ရတဲ့မြင်ကွင်းလေးတချို့ပေါ့နော်လာပါပြီးတော့တကယ်ကိုတဘာဝရှုခင်းနေနဲ့အရန်ကိုကြည်နူးတာယာတဲ့ရှုခင်းတွေကိုရိုက်ပြတာပါပုံလေးမှာတော့အရန်လှကြမှာလာလိမ့်မယ်အပြင်မှာတော့တကယ်ကိုမှလှလိုက်တာဆိုထပ်ကားတာကပြောနေရတဲ့အထိလှတာပေါ့နော်သွားမယ့်နေရာတော့ဒီ Omega Park မဟုတ်ပါဘူး Omega Park ကိုကြော်ခဲ့တယ်ပေါ့နော်ကြော်ခဲ့ပြီးတော့ရွှေရိုးတော်နဲ့သွားလိုက်ပါတယ်အားလုံးပေါင်းစုပေါင်း2 နာရီကားမောင်းရပါတယ်သွားလိုက်တာအဝေးပြေးလမ်းထောက်ရှောက်ပေါ့နော်ဒီ Quebec ဆိုတဲ့တခြားပြည်နယ်လို့ပြောရပါပေါ့တခြားပြည်နယ်တစ်ခုမှာဒီလပါရှုခင်းနေကြီးလို့ရတဲ့မျော်စင်ကြီးကိုသွားတာပေါ့နော်ဒါရတော့အဲ့နေရာရောက်ရှိသွားပါပြီအဲ့ဒီမှာ slide ကြီးရှိပါတယ်ဒါပေမဲ့ဟိုရွှေလည်းမစီးရဘူးခလေးတွေကိုလည်းပေးမစီးခဲ့ပါဘူးအဲ့မျော်စင်ကြီးကိုတက်မှာဖြစ်ပါတယ်လူကဝတ်တုပ်ဖြစ်နေလို့လေကားကနေပဲတက်လိုက်တယ်အရန်တော့မမောပါဘူးသူကဘာဖြစ်လို့လဲဆိုတော့တိုင်းလေကအများကြီးတက်ရတာမဟုတ်ပါတော့ဒီကြတော့အဲ့မျောစင်အမြင့်ကြီးစီကိုရောက်ဖို့လဲသူကဟိုပြပြလေးနဲ့အဲ့လိုလေးတက်သွားတဲ့လေကနေရာလေးဆိုတော့အရန်မှာလမ်းလျှောက်ရတာအဆင်ပြေပါတယ်ဝင်ကြီးကတော့မိသားစုလိုက်ကို$90ပေါ့နော် tax ကအပါပြီး$90ပေးရပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပေါ့နော်ဒီမြို့ရဲ့အလှမြို့ရဲ့ရှုခင်းကိုကြည့်ရတဲ့အတွက်ဒီလိုမျိုးတာရတဲ့ဒီအကောင်လေးတွေငှက်ကလေးတွေဒီမှာဆိုရှင့်ကလေးတွေကောင်အရန်ချစ်စရာကောင်းပါတယ်ပေါက်စနာလေးအဲကောင်လေးတွေကြီးခွင့်ရတာအရန်ကိုပြောဖို့ကောင်းပါတယ်စိတ်ထဲမှာလည်းကြီးနူးစရာလေးပေါ့နော်တို့လေးတွေကိုကြည့်ရတာချစ်စရာအရန်ကောင်းလို့ပါချစ်စရာလေးကြည့်လေးတို့အတွက်နေရာလေးလုပ်ပေးထားတော့ဆာလာစားကြပါပေါ့နော်အဲ့ဒီငှက်ကလေးကတော့ဒီကနေဒါကနာမည်ကြီးငှက်ကလေးပေါ့ Blue Jay လို့ခေါ်ပါတယ်ဒီက hockey အသင်းရဲ့နာမည်ပေါ့နော်သူ့ကိုစားပြုပြီးမဲထားတဲ့နာမည်လေးပေါ့ Blue Jay တဲ့ဒါတော့အတုံးမမြင်ရလို့ဆိုပြီးတော့သူ့ချီပြီးတော့ပြတာပါကဲတဲ့ပုံရိုင်းမယ်ဆိုပြီးတော့မှပြောသေးတယ်သူတို့ဖျားတော့ရပြီးမယ်ဆိုပြီးတော့ဒါတော့ကျွန်မနည်းနည်းဖြတ်ခနေပါနော်အဲ့တော့ရှုခင်းပါအမှန်တကယ်ဆိုအပင်တွေကဒီ fall ရာသီမှာအရန်လှတယ်သူကအပင်တွေကရွက်ချွေတွေများတဲ့ခါကျတော့ဒီလိုဖြစ်သွားတာပေါ့ကဲဒါပါပဲရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်